ဒီနေ့ကစားသမားတဲ့ကူညာဟာဘယ်လိုကစားသမားမျိုးလဲပရိသတ်များမင်္ဂလာပါ7 Sport YouTube Channel ကနေကြိုဆိုလိုက်ပါတယ် United အသင်းကိုရောက်ရှိလာခဲ့တဲ့တိုက်စစ်ကစားသမားတဲ့ကူညာဟာဘယ်လိုကစားသမားမျိုးလဲဆိုတာ Hoof အသင်းနဲ့တူတက်တည်ပြထားပြီးပြီဆိုပေမဲ့ United နဲ့အံဝင်ပါမလားသူဟာတကယ်ကိုပါရမီရှင်အရေးသွေးနဲ့ပြေဝနေသူတူလားအသေးစိတ်အချက်လက်တွေကနေလေ့လာကြည့်ရအောင်ပါကူညာဟာပြီးခဲ့တဲ့ရာသီကပြန်ပွဲဆောင်36ပွဲမှာတွင်းကို18ကိုတွင်းယူခဲ့ပြီး Wolf အသင်းရဲ့ဂိုးသွင်းများဆုံးကစားသမားတဦးဖြစ်ခဲ့တာပါသူ့ရဲ့အားသာချက်တစ်ခုကနောက်ချန်တိုက်စစ်အထောင်တိုက်စစ်နဲ့တောင်ပန်းဆိုပြီး3နေရာထိပြောင်းလဲကစားနိုင်ပြီးဒီ3နေရာစလုံးဟာပြီးခဲ့တဲ့ရာသီက United တင်အားနည်းခဲ့တဲ့နေရာတွေလိုပဲဆိုရမှာပါကူညာအသက်26နှစ်အရွယ်ရှိနေပြီးတကယ်ကိုကစားသမားတဦးရဲ့အကောင်းဆုံးအသက်အရွယ်တစ်ခုကိုရောက်ရှိနေခဲ့တာပါပေးချေခဲ့ရတဲ့ပြောင်းရွှေ့ခြင်းကတော့ပေါင်သန်း60ကျော်ဆိုတော့ပြောင်းရွှေ့ခြင်းနဲ့ထိုက်တန်ပါမလားဆိုတာကတော့ပွဲတွင်မှာစောင့်ကြည့်ရမှာပါကဲဒါဆိုရင်တော့ကူညာဟာဘယ်လိုကစားသမားမျိုးလဲကစားသမားဘဝကိုဘယ်လိုမျိုးစတင်ခဲ့တာလဲဆိုတာတွေကိုတင်ဆက်ပေးသွားပါမယ်။ကူညာဟာဘောလုံးကစားသမားဘဝကိုပထမဦးဆုံးစတင်ခဲ့ခြင်းမျိုးမဟုတ်ပဲဖူဆယ်အားကစားနည်းနဲ့ကစားသမားဘဝကိုစတင်ခဲ့တဲ့သူပါ။အသက်ဘယ်လောက်မှာဖူဆယ်အားကစားနည်းကိုစတင်လေ့လာခဲ့တာလဲ။ဖော်ပြထားခြင်းမျိုးမရှိပဲအသက်17နှစ်အရွယ်ထိဖူဆယ်အားကစားပြိုင်ပွဲတွေမှာပါဝင်ကစားခဲ့ပါတယ်။လက်ရှိဘောလုံးလောကမှာလင်းခေါက်ကြော်ပြတ်မှုတွေနဲ့ဘောလုံးထိန်းသိမ်းကောင်းမွန်မှုတွေကဖူဆယ်အားကစားနည်းကိုကောင်းမွန်စွာကစားနိုင်ခဲ့ပြီဆိုပြီးတည်ထားရပါတယ်။နောက်တစ်ချက်ကတော့ကူညာဘရာဇီးလိုရေးစီတင်မှာထင်ပေါ်ကျော်ကြားခြင်းမရှိပေမဲ့သူဟာ2020ခုနှစ်တိုကျိုအိုလံပစ်ပြိုင်ပွဲမှာတော့ဘရာဇီး U23 အသင်းနဲ့တူရွှေတံဆိပ်စုခူးခဲ့ပူပါတယ်။အဲဒီပြိုင်ပွဲမှာကူညာဘရာဇီးအသင်းရဲ့အားထားရသူတူဖြစ်ခဲ့တာပါ။နောက်တစ်ချက်ကတော့ကူညာဟာကစားသမားဘဝကို2018ခုနှစ်ကစတင်ခဲ့ပြီးလက်ရှိ2025ခုနှစ်ထိ10နှစ်တာကစားသမားဘဝမှာနိုင်ငံ9ခုထိပြောင်းလဲကစားခဲ့ရတာပါ။ကစားသမားဘဝစတင်ခဲ့တဲ့ဘရာဇီးကနေဆွစ်ဇာလန်၊ဂျာမနီ၊စပိန်နဲ့အင်္ဂလန်ဆိုပြီးနိုင်ငံ9ခုထိပြောင်းလဲကစားခဲ့ရသူဖြစ်တာကြောင့်ဘောလုံးနည်းစနစ်ပိုင်းမှာတော်တော်လေးကျွေးဝနေသူတို့ဦးလိုပဲဆိုရမှာပါသူပါဝင်ကစားခဲ့တဲ့တင်းတွေကဆွစ်ဇာလန်ကလပ်စီရွန်ဂျာမန်ကလပ်လိုက်စစ်နဲ့ဟာသာဘောလင်စပိန်ကလပ်အက်တလက်တီကိုမက်ဒရစ်နဲ့အင်္ဂလန်ကလပ်ဟူဖ်အသင်းတို့ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကူညာဟာကစားသမားဘဝမှာတန်ရာပြင်းထန်စွာရရှိခဲ့တာကပရီးမီးယားလိဂ်ကလပ်ဟူဖ်အသင်းမှာဖြစ်ပြီးနိုင်ငံနိုင်ငံမှာပြောင်းလဲကစားခဲ့တဲ့ချိန်တွေမှာတခြားသောနိုင်ငံတွေမှာကစားခဲ့ရမှာတန်ရာပြင်းထန်စွာရခဲ့ပူးခြင်းမရှိခဲ့တာပါဒါကြောင့်ကြက်ခိုင်မှုကိုအသားပေးကစားတဲ့ပရီးမီးယားလိမှာကူညာတယောက်ဒဏ်ရာမရအောင်ရှောင်ကစားနိုင်မှာမလားကူညာသူ့ရဲ့ကစားသမားဘွားတစ်လျှောက်တရားသီးတွင်ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ဘောလုံးရာသီကပြီးခဲ့တဲ့ဘောလုံးရာသီလိုပဲဆိုရမှာပါတရားသီးတွင်သွင်းကို19ကိုသွင်းယူနိုင်ခဲ့တာပါကစားရဲ့နေရာတစ်ခုကြောင့်သွင်းကို19ကိုအများပြားတဲ့ဂိုးသွင်းတော်တစ်ခုလို့ဆိုရမှာဖြစ်ပြီးသူအံဝင်မဲ့နေရာတစ်ခုကိုအမော်ရင်ရှာဝေပေးနိုင်မယ်ဆိုရင်တော့ကူညာရဲ့သွင်းကိုနှုန်းတွေကိုဒီတက်ပို့ပြီးမြင်တွေ့ရဖို့ရှိပါတယ်အထက်မှာတင်ဆက်ပေးခဲ့တဲ့ຢာတွေဟာကူညာရဲ့ကောင်းခြင်းတွေပါသလိုစိုးခြင်းတွေလည်းပါနေခဲ့ပါတယ်တကယ်တော့ကူညာဟာ United နဲ့လိုက်ဖက်တဲ့ကစားသမားတဦးလို့အမြင်ရဆိုနိုင်ပေမဲ့တကယ်တမ်းသူ့ရဲ့ကစားပုံကအမော်ရီနဲ့လိုက်ဖက်နေပါမလားဆိုတာကလည်းတိကျတော့မပြောနိုင်သေးတာပါဒါပေမဲ့လည်းတခုရှိတာကကူညာရဲ့ဂိုးသွင်းစွမ်းရည်ဟာပြီးခဲ့တဲ့ရာသီက United ကစားသမားတွေအားလုံးဒီပါထက်များပြားနေပြီးကူညာထက်ဂိုးသွင်းနှုန်းများတဲ့ကစားသမားကအသင်းကောင်းဆောင်ဘရူနိုတူဦးတည်းသာရှိပါတယ်ဒါကြောင့်ဒီလိုဂိုးသွင်းနှုန်းကောင်းမွန်ခြင်းမရှိတဲ့အသင်းကိုကူညာရောက်ရှိလာတာဟာတကယ်ကိုမှန်ကန်တဲ့ခေါ်ယူမှုမျိုးဖြစ်ပြီးတကယ်ကိုအကျိုးရှိစေတဲ့ပြောင်းရွှေ့ကစားသမားဖြစ်ပါမလားစောင့်ကြည့်ရမှာပါကဲဒါဆိုရင်တော့ပရိသတ်တွေအတွက်ဒီတစ်ပတ်7 Sport ဖွဲသားတွေတင်ဆက်ပေးခဲ့တာကဒီနေ့ကစားသမားတဲ့ကူညာဟာဘယ်လိုကစားသမားမျိုးလဲဆိုတဲ့အကြောင်းအရာပါဒီဗီဒီယိုကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအနေနဲ့ကူညာအနေနဲ့ United အသင်းမှာဘယ်လောက်အားထားရမလဲသင်ကိုယ်တွေဘယ်လောက်များများသွင်းယူမလဲဆိုတဲ့အကြောင်းအရာတွေကို comment ပေးကဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒါပြင်ကျွန်တော်ရဲ့7 Sport YouTube Channel ကို Subscribe လုပ်ထားခြင်းအဖြစ်လေဘောလုံးအားကစားနည်းနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒများစွာရရှိစေမှာပါနောက်တစ်ပတ်ဒီပါလေပရိသတ်တွေအားကစားနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒရရှိစေမယ့်အကြောင်းအရာကောင်းတွေနဲ့တူပြန်လာခဲ့ပါမယ်